ကဲဆွေတော်မျိုးတော်များအားလုံးမင်္ဂလာပါနော်ကဲကျွန်တော်ဒီဘက်တွေတရက်ရှစ်လပိုင်းတွေကျွန်တော်အကောင်းဆုံးတစ်ခွက်ပြပေးမယ်နော်ကဲနှလုံးပေါင်းခြင်းခွင်မှာတဲ့နှလုံးပေါင်းခြင်းခွင်ကြောင်းနဲ့ကျွန်တော်တို့လေးလုံးပေါင်းခြင်းခွင်နဲ့ထိပ်စီးကိုရယူပါတယ်တဲ့နော်ကဲတပင်ကျော်လေးရပဲနှလုံးပေါင်းခြင်းတိကြောင်းနဲ့လေးလုံးပေါင်းခြင်းတစ်ပါတဲ့9ရဲ့3ညရဲ့9ရဲ့ခွင်ရဲ့နော်လေးလုံးပေါင်းခြင်းတစ်နှလုံးပေါင်းခြင်း9ကြောင်းနဲ့လေးလုံးပေါင်းခြင်း9ပါတဲ့နော်4ရဲ့9ရဲ့2ရဲ့4ရဲ့ပေါင်းခြင်း9ရပါတယ်နှလုံးပေါင်းခြင်းခု3ပါတဲ့နော်နှလုံးပေါင်းခြင်း3မဲ့ဆိုရင်တဲ့ကျွန်တော်တို့3လုံးပေါင်း1ဖြစ်နေတဲ့အတွက်တဲ့3ဖြစ်ဖို့ဆိုရင်တဲ့2ထိပ်ပါတယ်နော်ဒါကြောင့်ထိပ်စီးရပြီဟုတ်ပြီထိပ်စီးရတော့ကျွန်တော်တို့ကသူ့ရဲ့ဖြစ်စဉ်ကိုမှီပြီးတော့ကျွန်တော်တို့အကောင်းဆုံးနောက်ထပ်တစ်ခွက်ကိုရှာပေးမယ်နော်ဟုတ်ပြီ3လုံးပေါင်းခြင်း9နဲ့လည်းညီမျှတယ်တဲ့ထိပ်က2ခွင်3ညဆိုတော့3လုံးပေါင်းခြင်း9ဟုတ်ပြီ3 9ခွင်ဆိုလည်း3လုံးပေါင်းခြင်း9နော်နောက်ပြီးတော့3 2 4ပေါင်းခြင်းကလည်း9ကြပါတယ်တဲ့နော်ဟုတ်ပြီအဲ့လိုဆိုတော့ဒီမှာ3 4ဆိုတော့9ဖြစ်ဖို့ဆိုရင်လည်း2ထိပ်ပါပဲတဲ့နော်ဒါနှစ်ချက်ချုပ်လို့ခေါ်တာပေါ့ဗျာထိပ်စီးကိုတမူတယ်နဲ့ကျွန်တော်ကမယူဘဲနဲ့နှစ်မူအဲ့လိုစုံကြနေရင်ကျွန်တော်တို့ကစားတယ်ဆိုတာလေးတွေပေါ့နော်ကျွန်တော်ကစားတဲ့ system လေးကဒီပုံစံလေးပါပဲနော်ကြိုက်တဲ့လူများလိုက်ကစားလို့ရတယ်လို့အသုံးပြုလို့လည်းရတယ်ကဲနောက်ထပ်အနေနဲ့တော့နော်ကျွန်တော်ပြပေးမယ်တချို့ဆိုရင်ကျွန်တော်စီကိုခဏန်းယူခြင်းတဲ့လူများတော့ဘိုက်ပန်းမှာအကျိုးတာရေးထားကြအရင်ဘက်ကဆိုရင်ကျွန်တော်မပေးဖြစ်တဲ့လူတွေများတယ်လိုင်းမကောင်းတာလိုင်းကဘလို့မှကိုအဆင်မပြေလို့နော်ပထမဆုံးခုလိုကျွန်တော်တင်ရင်းနဲ့ပဲပေးတဲ့လူပဲရတယ်ဒါကြောင့်ကြိုးရန်ဘိုင်ပန်းမှာရေးထားပါနော်ကျွန်တော်လိုင်းကောင်းတာနဲ့ကျွန်တော်ပို့ပေးပါတယ်နော်ဟုတ်ပြီစမယ်ဒီ3လုံးပေါင်းခြင်း4ပါတဲ့အဲ့3လုံးပေါင်းခြင်းကလည်း4နဲ့ပြန်ဖြည့်တယ်တဲ့ပြီးရင်အဲ့3လုံးပေါင်းခြင်း4ပါတဲ့6တက်ခွင်နော်စုံကြတာနော်ပဲပဲဆဆမိုက်တဲ့ခွင်မျိုးတွေပါအရင်ဘက်ကလည်းကျွန်တော်အဲ့မူကိုသုံးနေဗျာနော်ကျွန်တော်သုံးလိုက်တဲ့ဟာက3လုံးပေါင်းခြင်း8ပါတဲ့3ည8 3ညဆိုတော့ဟုတ်ပြီ3 8ခွင်လှမ်းပေါင်းရင်လည်း8ပါပဲတဲ့လာပြီဒီပန်ခါ3လုံးပေါင်းခြင်း8ပါတဲ့3 8ခွင်3လုံးပေါင်းခြင်း8ပါတဲ့နော်ဟုတ်ပြီဒီမှာဆိုရင်လေတဲ့3လုံးပေါင်းခြင်း8ပါပဲတဲ့ဟုတ်ပြီ3ရဲ့8 3ရဲ့5ရဲ့3ညရဲ့3လုံးပေါင်းခြင်း8ပါပဲတဲ့နောက်ပြီးတော့1ကဲ8ကဲ9ရဲ့ပေါင်းရင်လည်း8ပါပဲတဲ့နော်8ဒီဟုတ်ပြီဒီတစ်ခါကျတော့3လုံးပေါင်းခြင်း2ပါတဲ့2ကဲ6ကဲ4ရဲ့3လုံးပေါင်းခြင်း2ကတဲ့3ရဲ့4ရဲ့5ရဲ့ပေါင်းရင်လည်း2ပါပဲတဲ့2ဆိုတော့ကျွန်တော်တို့က2နဲ့1နဲ့ခံထားတဲ့အတွက်2ဖြစ်ဖို့ဆိုရင်နဲ့9ခါပါတယ်နော်2 9ရွေးရပြီပေါ့ဗျာအဲ့2 9အတွဲတောင်ကျွန်တော်တို့ကဟို9ခါကလည်းဘလောက်လှထားတော့ဒါပေမဲ့အဲ့ဒါလည်းအဲ့တွဲလုံးနေနဲ့စုံကြတဲ့ဟာတွေပါကျွန်တော်တွက်ပေးမယ်နော်ကျွန်တော်တို့ကတမူလည်းမသုံးဘူးဆိုတာကိုပြောပြတာပါနော်တခါကြီးကျတော့ကျွန်တော်တို့အတက်လွန်တာရှိတာပေါ့အတက်လွန်လို့ဆိုရင်စုံမကြရင်လည်းကျွန်တော်တို့ကမကြိုက်ဘူးနော်ဟုတ်ပြီ3လုံးပေါင်းခြင်း2ပါတဲ့အဲ့3လုံးပေါင်းခြင်း2ကြောင်းနဲ့ရှည်တွဲနေတဲ့နော်သူ့ရဲ့ပါဝါရှည်နှလုံးပေါင်းခြင်းကလည်းခွင်းနဲ့ဒီလိုသွားကြတာအတွဲလိုက်ကိုနော်ဒီ3လုံးပေါင်းခြင်းက9ပါနဲ့3 9ခွင်ဆို3လုံးပေါင်းခြင်း9ရှည်နှလုံးပေါင်းခြင်းက4တဲ့သူကသူအတွဲရှည်တွဲပါကျွန်တော်အငိမ်ချုပ်ပေးတာကိုပြောပြတာပါနော်ကျွန်တော်တို့3လုံးပေါင်းခြင်း8ပါတဲ့2ကဲ2ကဲ4ပိတ်ကဲဆို3လုံးပေါင်းခြင်း8ဆိုရင်ရှင်းနှလုံးပေါင်းခြင်း3နဲ့ဟုတ်တယ်4 9ဆိုတော့3ခုလာပြီနော်8ကဲ4ရဲ့4ရဲ့ဆို3လုံးပေါင်းခြင်း6ပါတဲ့3
သုံးလုံးပေါင်းချင်း6ဖြစ်တဲ့အတွက်ရှင်နှလုံးပေါင်းချင်း1ကလည်းမြည်ရပါမယ်ကဲဗျာနှစ်ကိုတွဲငြိမ်ချက်ကတော့နော်ဒါကြောင့်ဆွေတော်မျိုးတို့များအနေနဲ့ထိုးမယ်ဆိုရင်တောင်ကိုယ်မှာ4ထိပ်ရတယ်ဆို4ခွင်အတွဲကိုင်း3ညရတယ်ဆို3ည1အတွဲကိုင်းပေါ့ဗျာနော်ဒါမျိုးလေးတွေညံကွန့်တတ်ဖို့ကျွန်တော်ကဒါအတွဲချုပ်နီးပါကျွန်တော်ပြပေးတာပါဟုတ်ပြီအဲ့လိုဆိုတော့ကျွန်တော်တို့အပိတ်ကဘယ်လိုလာမလဲဒီလောက်ကလေးတင်ကျွန်တော်ရက်ထားလို့သိကောင်းတာပေါ့ဗျာနော်မန်ပါခေါ်စားလို့ကောင်းတာပေါ့အပိတ်လိုချင်ဘယ်လောက်လာခဲ့ဘယ်လောက်ပေးဆိုရင်ဖြစ်တယ်နော်ဒါပေမဲ့ကျွန်တော်ပြပေးမယ်ပေါ့ကျွန်တော်လည်းအလုပ်တွေကရှုပ်နေလို့လိုင်းမကောင်းတဲ့နေရာလည်းဖြစ်နေတော့ဒီမူကိုကျွန်တော်အပြည့်စုံပြပေးမယ်နော်ဟုတ်ပြီနေ့ထိတ်ကလည်းသူ့ရသီးတဲ့မဟုတ်ဘူးနှစ်မူကြတယ်ဟုတ်ပြီခွင်ခါနော်ခွင်ခါကြောင့်ခွာခွင်နဲ့ရှင်းရှင်းလေးပဲနော်တပင်းကျော်ခွင်ခွာကြောင့်လည်းခွာခွင်ပဲတဲ့တပင်းကျော်ကိုခါကြောင့်နဲ့ခွာကိုရတယ်တဲ့အခုလေတဲ့ကိုခါကြောင့်နဲ့ဟောခွာကိုရိုက်မယ်ဆိုရင်နှစ်ကိုခွင်ကဲဌာနနာမယ်ဗျာကဲကြည့်လိုက်ကြတော့နော်ဒါကြောင့်ဆွေတော်မျိုးတော်များကိုခဏန်းတွေကအကြောင်းကျိုးဆက်အနေနဲ့သွားနေတဲ့ခဏန်းတွေကတော့အများကြီးရှိတယ်အဲ့ထဲမှာကျွန်တော်တို့ကဖြစ်နိုင်ကြီးအများဆုံးဟာကိုကျွန်တော်တို့ကဆွဲထုတ်ပြပေးတာပါထပ်ပြီးတော့ကျွန်တော်ပြပေးမယ်အဲ့၄ဖြစ်ချင်းရလေသုံးလုံးပေါင်း၄သုံးလုံးပေါင်း၄ကြောင်းသုံးလုံးပေါင်း6တက်ခွင်ဆိုပြီး4တယ်နော်ဟုတ်ပြီအဲ့ကောင်ဆင်းလာပြီနော်သုံးလုံးပေါင်း4သုံးလုံးပေါင်း8သုံးလုံးပေါင်း8သုံးလုံးပေါင်း8ဆင်းပြီးဒီမှာကြတော့သုံးလုံးပေါင်း2သုံးလုံးပေါင်း2သုံးလုံးပေါင်း2နဲ့နှစ်တလို့တဲ့နော်သုံးလုံးပေါင်း30ဆိုရင်ကျွန်တော်တို့က8ရနှစ်ထိတ်ကိုဗျသုံးလုံးပေါင်း30ဆိုမယ်ဆိုရင်နဲ့8 5ဆိုတော့30ဖြစ်ဖို့ဆိုတော့ခွင်ပိတ်ပဲတဲ့နော်အဲ့လိုလဲသွားညီးတယ်ဒါကြောင့်နှစ်ကိုခွင်တစ်ခွက်ကိုဆွေတော်မျိုးတော်များကိုကျွန်တော်ကတရက်8လအတွက်အကောင်းဆုံးလက်ဆောင်ပေးလိုက်တယ်အဲ့နှစ်ကိုခွင်ကအားနာနိုင်လားဆိုမဟုတ်ဘူးဗျဗရိတ်ပါကျွန်တော်ချုပ်ပေးဦးမယ်အဲ့10ဗရိတ်ကသူ့ရဲ့တပင်ကျော်က10ဗရိတ်ကိုလှန့်ရိုက်တာတဲ့နော်ဟုတ်ပြီခွင်4ဗရိတ်ကလည်းတဲ့သူ့ရဲ့အပင်ပေါ်ပင်ကတပင်ကျော်က4ဗရိတ်ကိုလှန့်ရိုက်တာတဲ့ကဲ4 9 5ဆိုတဲ့10ဗရိတ်ကသူ့ရဲ့အောက်တပင်ကို10ဗရိတ်ဆိုပြီးလှန့်ရိုက်မယ်ဆိုရင်နှစ်9ခွင်ကနန်းကတော့ခင်ဗျားတို့ထိုက်သူစမ်းပေါ့ဗျာနော်တချို့ကဘလောက်ပြကြိုက်ချင်မှကြိုက်ကြတာဆိုတော့လေနော်ကျွန်တော် ਨੇ နော်ပထမ်းရေစဲရှိလို့အတိတ်ရေစဲရှိလို့ကျွန်တော်ကြိုက်တဲ့ကျွန်တော်တင်တဲ့ကနန်းလေးတွေထိုးခြင်းတဲ့လူများကဲနှစ်9ခွင်တုံတကွက်ထိုးနော်9နှစ်ခွင်လို့လဲအာလိုက်ပေါ့9နှစ်ခွင်လေးကိုရန်လိုက်ဘာကြောင့်ရန်လဲဆိုတော့ကျွန်တော်ဓာတ်ထဲဟာဒီပြကုန်ရင်ရှုပ်ချက်တွေခတ်ကုန်မှာနော်9နှစ်ခွင်လို့ပဲတဲ့ရန်နှစ်9ခွင်လို့ပဲတဲ့ထိုးနော်နှစ်9ခွင်ကိုတင်ထိုးပြီး9နှစ်ခွင်လေးကိုရန်ထိုးလိုက်နော်ကဲဒါပါပဲဆွေတော်မျိုးတော်များနော်မပေးပြတဲ့လူတွေတမျိုးမထင်နဲ့လိုင်းမကောင်းတာနော်လိုင်းမကောင်းတာတခါလေကြတော့လဲလိုင်းကတော်တော်ကိုစိုးတယ်အပြင်ထွက်ဖို့ကလည်းတခါလေကြကျွန်တော်အလုပ်တွေကတအားရှုပ်နော်အဲ့လိုဖြစ်နေတော့တွေ့အတန်းနိုင်ဆုံးတော့ကျွန်တော်တင်ပေးပါမယ်နော်ဟိုပို့ပေးမယ်ဘိုက်ပါကိုဒါကြောင့်ဘိုက်ပါလူတွေကအဲ့ဖုန်းတွေလှိတ်မခေါ်ကြနဲ့ခေါ်နေလေးလိုင်းရထစ်လေးခေါ်လေးလိုင်းထစ်လေးအဲ့လိုတွေဖြစ်နေတာနော်ဒါကြောင့်ကျွန်တော်ကလိုင်းရတာနဲ့ပို့ပေးမယ်ဒါကြောင့်ရေးထားကြပါနော်ဆရာတော်ပေါက်ပေးယူမယ်ဗျာဆိုတာဒါကြောင့်တခုမှကြည့်မိတဲ့လူတွေဘယ်နှကွယ်လဲဆို9ကွယ်ပေးတယ်အခု2 9ခွင်အပါဝင်နောက်ထပ်6ကွယ်ကျန်သေးတယ်အဲ့ဒါပေါက်ရင်2သိန်းပေးရမယ်နော်ဂရိတီသာပေးနိုင်မှလာယူကြနော်မပေးနိုင်ရင်လည်းခု2 9ခွင်ထိုးအဲ့ဒါပေါက်လည်းမပေးခြင်းလည်းရတယ်နော်ဒါကြောင့်ပေါက်လို့ကျေးဇူးဆက်ချင်တဲ့လူများတော့အဲ့မဲ့ခွင်ရှင်းခွင်9နှစ်6644က KB ဝီဘီရောရှိတယ်ကဲဒါပဲဗျာနော်ကျွန်တော်ပေးတဲ့ကဏ္ဍနဲ့ဆွေတော်မျိုးတော်များချဲတီတွေပေါက်ပြီးတော့အမျိုးဘာသာသာသနာကိုစောင့်ရှောက်နိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတွေဖြစ်ကြပါစေလို့ကျွန်တော်လောကပါဠမောင်စန္ဒပြုဆုတောင်းပေးလိုက်ပါတယ်ဗျာ